Hello, ဒီတစ်ခါခိုင်တဲ့က Korea Oppa Uni ကိုအဖွားဝပြီးလို့ရမယ် Second Home Korean Restaurant ဆိုင်လေးခေါ်တော့ပါမယ် Second Home ရဲ့မျက်နှာချင်းဆိုင်မှာတော့ဒီဖြူဖွေးသန့်တို့ချင်းတို့ရှိပြီးရောလိပ်စာကတော့အမှတ်129မှုဝါလန်အလုံးမျိုးနဲ့ဖြစ်ပါတယ်ဆိုင်ကနှစ်ထပ်ဖြစ်ပြီးရောမိပြက်လဲအေးကုန်းအေးအေးစိတ်စိတ်လေးနဲ့ keyboard စုံလေးနဲ့ဆိုလုံးဝအောင်ကိုကြီး vibe အပြည့်ပေါ့ကတ်ထားတဲ့ key drama တွေ keyboard နဲ့ပတ်သက်တဲ့ poster တွေဆိုတော့တစ်ဆိုင်လုံးအပြည့်ပဲအဲ့ပြင် customer လေးကိုယ်တိုင်အမှတ်တရရေးထားတဲ့ note လေးလည်းထားထားတယ်ခိုင်တဲ့တော့မှရှိခဲ့သေးတယ်အမှတ်တရဖြစ်ချင်တော့ရေးကြီးပေါ့ဒါကတော့သူဆိုင်ရာ menu ရဲ့စုံပါအရင်တစ်ခေါက်ကလို့ view ရဲ့ menu မထည့်စုခံရမှာဆိုလို့ထည့်ပေးလိုက်တယ်နော်ကဲလာပါပြီသူဆိုင်ရဲ့ signature drink မသိရင်ကိုယ့်အိုက်တော့အာဝါပေးနေရတယ်လို့ပေါ့ဒါကတော့ဒီဆိုင်ရောက်တိုင်းမစားမဖြစ် kimchi ဟင်းkimchi ဟင်းကိုချစ်ချင်းဆက်ဆက်လေးနဲ့နော်လို့ပြောပြီးမှစားရင်တော့ပိုကောင်းပါတယ် omelette spicy ခောက်ဆွဲပါခိုင်ရဲ့ကြိုက်ဆုံး Korean sauce နဲ့ကြော်ထားတဲ့ chicken pop pop ပါဒီ chicken pop pop ကိုပါဆယ်မှာစားဝယ်လုံးဝစားမကောင်းပျော့သွားတော့ကျွတ်ရွရွလေးမှ sauce လေးနဲ့စားရတာအသက်ပေါ့နော်ဖတ်တော့ကိုတော့တစ်ခါမှမစားဘူးသေးလို့ဒီတစ်ခေါက်မြည်ကြည့်ခဲ့တယ်ရတာကတော့ not bad ဒီလိုအသားကိုကိုယ်တိုင်ကိန်းစားခြင်းနဲ့ဆိုရင်တော့အပေါ်တက်ကိုထိုးပါဘယ်လောက်တောင်စားကောင်းလဲဆိုရင်အားလုံးပြောင်းရှင်းမသိရင်ခုနှစ်တမင်းစားသေးတဲ့အတိုင်းပဲဆိုင်ရ FOC နီးနဲ့ပြီးရဖျဲသီးဖြော်ရည်လေးပါပုံမှန်ပင်စုစားနေကြမယ်ဒီတစ်ခေါက်ဒါလေးစမ်းပါကြည့်စိုးပါဦးစားကောင်းတယ်အားလုံးပဲဘိုင်ဘိုင်ဖိုက်တင်ရလို့ပြင်ပါပြီ